မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ထူးခြားတဲ့နိုင်ငံတကာသတင်းစီစဉ်ကနေကြိုဆိုပါရစေအခုတင်ဆက်ပေးချင်တာကတော့တကဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့အမေရိကန်နဲ့တရုတ်နိုင်ငံထိပ်သီးကောင်းဆောင်တွေရဲ့တွေ့ဆုံမှုသတင်းပဲဖြစ်ပါတယ်ပေကျင်းမြို့မှာပြုလုပ်ခဲ့တဲ့ဒီခီးစဉ်အတွင်းမှာတော့သမ္မတဟောင်းဒေါ်နယ်ထရန့်ဟာတရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံခဲ့ပြီးနိုင်ငံခြားကအားပြိုင်မှုတွေအပြင်အရေးကြီးတဲ့မဟာဗျူဟာမြောက်ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတာပါဒီတွေ့ဆုံမှုကိုထရန့်က G2 လို့အမည်ပေးထားတဲ့အင်အားကြီးဆုံးနိုင်ငံရဲ့တမိုင်းဝင်ဆုံတွေ့မှုတစ်ခုအဖြစ်တင်စားပြောဆိုလိုက်ပါတယ်အထူးသဖြင့်ကမ္ဘာအင်အားကြီး9နိုင်ငံအဖွဲ့ဖြစ်တဲ့ G7 ထက်တောင်မှဒီအမေရိကန်တရုတ်ဆက်ဆံရေးကကမ္ဘာအခင်းကျင်းအတွက်ပိုပြီးအဆုံးဖြတ်ပေးနိုင်တယ်လို့သူကယူဆနေတာပါထရန့်ကသမ္မတရှီကျင်းဖျင်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးရမှာတော့ရှီကျင်းဖျင်ဟာအလွန်ထက်မြက်သူဖြစ်တယ်လို့အလို့အပေါ်မှာပဲအာယုံစိုက်ပြီးအင်အားတောင့်တင်းမှုကိုလေးစားသူဖြစ်တယ်လို့ဆိုပါတယ်သူတို့နှစ်ဦးကြားမှာအပြန်အလှန်လေးစားမှုရှိတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပြီလို့လည်းယုံကြည်မှုအပြည့်နဲ့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ဒါအပြင်အမေရိကန်ရဲ့စီးပွားရေးအကျိုးမြတ်အတွက်တရုတ်ဈေးကွက်ကိုပုံမကျကျပြန့်ဖွင့်လှစ်ပေးဖို့နဲ့အမေရိကန်ပြည်သူတွေအတွက်အလောက်ကိုင်အခွင့်အလမ်းတစ်တွေဖန်တီးပေးဖို့ကိုလည်းဒီတွေ့ဆုံမှုမှာအဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဒီထိပ်သီးစည်းဝေးဟာနောင်10နှစ်ကြာတဲ့အခါတမိုင်းမှာအရေးပါတဲ့အပြောင်းလဲတစ်ခုအဖြစ်မှတ်တမ်းတင်ခံရလိမ့်မယ်လို့ထရန့်ကအင်တာဗျူးအတွင်းအခိုင်အမာပြောကြားသွားခဲ့ပါတယ်ဆက်လက်တင်ဆက်ပေးချင်တာကတော့အရှေ့အလယ်ပိုင်းဒေသရဲ့တင်းမာမှုတွေနဲ့ပတ်သက်ပြီးသမ္မတထရန့်ထုတ်ဖော်ပြောဆိုလိုက်တဲ့တုံ့လောက်6ချဖွယ်ရာစစ်ရေးရှိုးဝက်ချက်တွေပဲဖြစ်ပါတယ်ထရန့်ဟာအီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ကိုတားဆီးဖို့အတွက်အမေရိကန်စစ်တပ်ကပြုလုပ်ခဲ့တဲ့အကြီးစားစစ်စင်ရေးတစ်ခုအကြောင်းကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့တာပါသူကအီရန်နိုင်ငံရဲ့နျူကလ িয়ার ထုတ်လုပ်ရေးစခန်း3ခုကိုဘီဒူးဘုံကျဲလေယာဉ်တွေနဲ့တိုမာဟော့ဒုံးကျည်တွေအသုံးပြုပြီးအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုဟာဘလောက်ထိပြင်းထန်တယ်လဲဆိုရင်နျူကလ িয়ার စက်ရုံတွေတရှိရာဂရက်နိုင်ကြောက်တောင်ကြီးတွေတစ်ခုလုံးပြိုကျပျက်စီးသွားခဲ့ပြီးအဲ့ဒီအောက်မှာနျူကလ িয়ার ထုတ်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေအားလုံးမြေမြုပ်ပိတ်မိသွားခဲ့တာပါထရန့်ကဒါကိုနျူကလ িয়ার တက်လို့ခေါ်ဆိုခဲ့ပြီးဒီလိုဖုံမှုန့်တွေကိုပြန်လည်ရယူဖို့ဆိုတာဟာတရုတ်နဲ့အမေရိကန်မှာပဲရှိတဲ့အဆင့်မြင့်နည်းပညာတွေမပါဘဲဘလို့မှမဖြစ်နိုင်တော့ဘူးလို့ဆိုပါတယ်အထူးသဖြင့်ဒီစစ်စင်ရေးကိုမလှုပ်ဆောင်ခင်ထောက်လှမ်းရေးသတင်းတွေအရအီရန်ဟာနျူကလ িয়ার သုံးပိုင်ဆိုင်ဖို့အတွက်ရပိုင်းဒါမှမဟုတ်တစ်ပတ်လောက်ပဲလိုတော့တဲ့အထိအခြေအနေကအလွန်စိုးရိမ်စရာကောင်းနေခဲ့တာပါဒါကြောင့်လဲသူကကျွန်တော်တို့သာဒီတိုက်ခိုက်မှုကိုအချိန်မီမလုပ်ခဲ့ရင်အခုအချိန်မှာအီရန်ဟာနျူကလ িয়ার လက်နက်ကိုအသုံးပြုနေလောက်ပြီလို့တတိပေးပြောကြားခဲ့ပါတယ်အခုလက်ရှိမှာတော့အမေရိကန်ဟာအဲ့ဒီစက်ရုံနေရာတွေကိုကင်မရာ6လုံးနဲ့24နာရီပတ်လုံးစောင့်ကြည့်နေပြီးအီရန်ဘက်ကဘာမှထပ်မလုပ်နိုင်အောင်တားဆီးထားတယ်လို့ဆိုပါတယ်ဒီလောက်ရဟာကမ္ဘာငြိမ်းချမ်းရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ရလို့လဲထရန့်ကအင်တာဗျူးမှာအခိုင်အမာပြောဆိုသွားခဲ့ပါတယ်သမ္မတထရန့်ကအမေရိကန်ရဲ့ရခိုင်ကောင်းဆောင်တွေပေါ်ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့အချက်တွေနဲ့ကုန်သွယ်ရေးဆိုင်ရာအားနည်းချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ထရန့်ဟာအင်တာဗျူးအတွင်းမှာသမ္မတဟောင်းအိုဘားမားရဲ့အုပ်ချုပ်မှုကိုအဓိကထားပြီးဝေဖန်ခဲ့တာပါအိုဘားမားဟာနိုင်ငံတကာရဲ့လေးစားမှုကိုမရရှိခဲ့သလိုသူချုပ်ဆိုခဲ့တဲ့အီရန်နျူကလ িয়ার သဘောတူညီချက်ဟာလည်းအမေရိကန်သမိုင်းမှာအဆိုးရွားဆုံးအမှားတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီသဘောတူညီချက်ကြောင့်ပဲအီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့လမ်းစပွင့်သွားခဲ့တာလို့သူကပြစ်တင်ပြောဆိုလိုက်ပါတယ်ဒါအပြင်လက်ရှိသမ္မတဘိုင်ဒန်ကိုလည်းသမိုင်းမှာအညံ့ဖျင်းဆုံးသမ္မတအဖြစ်သတ်မှတ်ခဲ့ပြီးအထူးသဖြင့်နယ်စပ်လုံခြုံရေးပြပြမှုဟာနိုင်ငံအတွက်ကြီးမားတဲ့အရှက်ရစရာဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်ထူးခြားတာကတော့ထရန့်ဟာသူလုံလေးစားတဲ့သမ္မတဟောင်းယောနယ်ယေကင်ကိုတောင်ချွင်းချက်အနေနဲ့ဝေဖန်သွားခဲ့တာပါယေကင်ဟာစတိုင်ကြပြီးလူချစ်လူခင်ပေါ်တဲ့ခေါင်းဆောင်တဦးဖြစ်ပေမဲ့ကုန်သွယ်ရေးမူဝါဒတွေမှာတော့အားနည်းခဲ့တယ်လို့ထရန့်ကယူဆပါတယ်အဲ့ဒီခေတ်ကကုန်သွယ်ရေးအမှားယွင်းတွေကြောင့်ပဲအမေရိကန်ရဲ့မော်တော်ကားလုပ်ငန်းတွေဟာဂျပန်နဲ့ဂျာမနီနိုင်ငံတွေရဲ့လက်ထဲကိုအလုံးရင်းနဲ့ရောက်ရှိသွားခဲ့ရတာလို့သူကထောက်ပြလိုက်ပါတယ်သူ့အနေနဲ့ကတော့အတိတ်ကခေါင်းဆောင်တွေလိုအမှားမျိုးမလုပ်ပဲအမေရိကန်ရဲ့ကုန်သွယ်ရေးလုံငွေပြမှုကိုအမြန်ဆုံးလျှော့ချသွားမှာဖြစ်တယ်လို့နိုင်ငံတကာကလေးစားရတဲ့အင်အားကြီးအမေရိကန်ဖြစ်အောင်ပြန်လည်တည်ဆောက်ရည်လို့လည်းအင်တာဗျူးအတွင်းမှာအခိုင်အမာပြောကြားသွားခဲ့ပါတယ်ဆက်လက်ပြီးအမေရိကန်ပြည်တွင်းကပညာရေးကဏ္ဍနဲ့တရုတ်နိုင်ငံသားတွေရဲ့မြေယာပိုင်ဆိုင်မှုအပေါ်သမ္မတထရန့်ရဲ့သဘောထားအမြင်တွေကိုတင်ဆက်ပေးခြင်းပါတယ်ဒီအင်တာဗျူးအတွင်းမှာအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ကတော့အမေရိကန်တက္ကသိုလ်တွေမှာပညာသင်ကြားနေတဲ့တရုတ်ကျောင်းသား9သိန်းခန့်ရဲ့အရေးပဲဖြစ်ပါတယ်တချို့ကဒီကျောင်းသားတွေဟာနိုင်ငံတော်လုံခြုံရေးအတွက်စိုးရိမ်ရတယ်လို့ယူဆကြပေမဲ့ထရန့်ကတော့ခက်ပြက်ပြက်ပဲတုံ့ပြန်ခဲ့ပါတယ်သူကဒီကျောင်းသားတွေကိုကျွန်တော်တို့ကလက်မခံဘူးလို့ပြောလိုက်တာဟာတရုတ်နိုင်ငံကိုအကြီးအကျယ်စော်ကားရာရောက်တယ်လို့ကျွန်တော်တို့ရဲ့ပညာရေးစနစ်ကိုလည်းဖျက်ဆီးလိုက်တာနဲ့အတူတူပဲလို့ဆိုပါတယ်အထူးသဖြင့်အဆင့်မြင့်တက္ကသိုလ်ကြီးတွေအတွက်ပြဿနာမရှိနိုင်ပေမဲ့အောက်ခြေကကောလိပ်နဲ့တက္ကသိုလ်တွေကတော့ဒီကျောင်းသားတွေမရှိရင်ဗဏ္ဍာရေးအရဒေဝါလီခံရတဲ့အထိဖြစ်သွားနိုင်တယ်လို့သူကထောက်ပြလိုက်ပါတယ်ဒါအပြင်တရုတ်နိုင်ငံသားတွေကအမေရိကန်စိုက်ပျိုးရေးမြေတွေနဲ့စစ်အခြေစိုက်စခန်းတွေအနီးကမြေတွေကိုဝယ်ယူနေတဲ့ကိစ္စကိုလည်းဆွေးနွေးခဲ့ကြပါတယ်ဒီကိစ္စဟာအိုဘားမားလက်ထက်ကတည်းကဘာမှအရေးမယူဘဲခွင့်ပြုထားခဲ့တာဖြစ်ပြီးအခုအချိန်မှာအလုံးရှုပ်ထွေးနေပြီလို့ထရန့်ကဝေဖန်ပါတယ်သူကမြေယာရောင်းဝယ်မှုကိုချက်ချင်းပိတ်ပင်လိုက်ရင်လယ်ယာမြေဈေးနှုန်းတွေထိုးကျသွားပြီးအမေရိကန်လယ်သမားတွေအကြီးအကျယ်ဆုံးရှုံးသွားနိုင်တယ်လို့စီးပွားရေးရှုထောင့်ကနေရှင်းပြခဲ့ပါတယ်သူ့ရဲ့မူဝါဒဟာကွန်ဆာဗေးတစ်အစွန်းရောက်တာမျိုးထက် common sense လို့ခေါ်တဲ့လက်တွေ့ကျတဲ့အသိဉာဏ်ကိုအခြေခံတာဖြစ်ပြီးနိုင်ငံတော်လုံခြုံရေးကိုလည်းစောင့်ကြည့်ရင်းစီးပွားရေးကိုလည်းမထိခိုက်အောင်ဟန်ချက်ညီညီလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်ဆက်လက်ပြီးသမ္မတထရန့်ရဲ့စစ်ရေးဆိုင်ရာအနာဂတ်အမြင်နဲ့အမေရိကန်နိုင်ငံရဲ့ရည်တည်ချက်အပေါ်ညီကုန်းချုပ်သဘောထားတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအင်တာဗျူးအတွင်းမှာထရန့်ဟာသူ့ရဲ့ပထမသက်တမ်းတုန်းကတည်ထောင်ခဲ့တဲ့အာကာသတပ်ဖွဲ့အကြောင်းကိုဂုဏ်ယူစွာနဲ့ထည့်သွင်းပြောကြားခဲ့ပါတယ်သူကဒီတပ်ဖွဲ့ဟာ
နောက်တစ်ချိန်မှာအမေရိကန်စစ်တပ်ရဲ့အရေးကြီးဆုံးနဲ့အထီရောက်ဆုံးအစိပ်ပိုင်းတစ်ခုအဖြစ်သမိုင်းတွင်ကြံရည်လိမ့်မယ်လို့ဆိုပါတယ်အနာဂတ်စစ်မှတ်ရေးရာတွေဟာအာကာသနဲ့နေပညာပေါ်မှာပဲမူတည်နေတာကြောင့်ဒါဟာအမျှော်မြင်ရှိနဲ့ကြိုတင်ပြင်ဆင်ခဲ့တာလို့သူကယူဆပါတယ်ညီကုန်းချုပ်အနေနဲ့သမ္မတထရန့်ကသူ့ရဲ့ NAGA မူဝါဒဟာအစွန်းရောက်တာမျိုးမဟုတ်ပဲခိုင်မာတဲ့နယ်စပ်တောင်တင်းနဲ့စစ်တပ်ကောင်းမွန်တဲ့ပညာရေးနဲ့နှိမ်ပါတဲ့အတိုးနှုန်းတွေရှိတဲ့နိုင်ငံတစ်ခုဖြစ်လာဖို့အတွက်လက်တွေ့ကျကျလှုပ်ဆောင်နေတာသာဖြစ်တယ်လို့ဆိုပါတယ်သူကကျွန်တော်တို့ဟာအင်အားကြီးတဲ့နိုင်ငံဖြစ်ဖို့လိုသလိုတစ်ကမ္ဘာလုံးကလေးစားရတဲ့နိုင်ငံလည်းဖြစ်ရမယ်လို့အလေးနဲ့ပြောကြားသွားခဲ့ပါတယ်အခုပြုလုပ်ခဲ့တဲ့ပေကျင်းထိပ်သီးအစည်းအဝေးဟာလည်းအမေရိကန်နဲ့တရုတ်ကြားမှာအပြန်အလှန်လေးစားမှုရှိကြောင်းသက်သေပြလိုက်တာဖြစ်ပြီးလာမယ့်10နှစ်အတွင်းမှာဒါဟာကမ္ဘာငြိမ်းချမ်းရေးအတွက်အရေးပါတဲ့အပြောင်းအလဲတစ်ခုအဖြစ်လူတွေအမှတ်ရနေကြမှာပါလို့အခိုင်အမာပြောဆိုရင်းအင်တာဗျူးကိုအဆုံးသတ်ခဲ့ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့သမ္မတဟောင်းဒေါ်နယ်ထရန့်ရဲ့နောက်ဆုံးထွက်ပေါ်လာတဲ့အင်တာဗျူးပါအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်ထူးခြားတဲ့သတင်းစီစဉ်တွေကိုနေ့စဉ်မပြတ်ဆက်လက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးသွားကြပါဦးကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်သူပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်